ဟိုတရုတ်ချန်စီကိုကြောက်ခတ်တယ်ခင်ဗျားတို့ဗဇက်တွေပိတ်နေကြမပြောနိုင်ဘယ်ပြောရမလဲတတိယမရှိဘူးကျွန်တော်တရုတ်တွေနဲ့ပတ်သက်လို့ရှိရင်ကျွန်တော်အမြဲပြောနေရတာရှိကျွန်တော်တို့တရုတ်နဲ့ပတ်သက်လို့ပြောနေရတာမှန်သမျှဟာကျွန်တော်တို့လည်းအမြင်ဟိုဘယ်လိုပြောစိတ်ထဲတော့ဟိုအစိုးရတွေကဘာမှမလုပ်တဲ့ခါကျကျွန်တော်တို့ပြောရတာလေအောက်သက်တော်ဖြစ်တယ်ဗျအောက်သက်ဖြစ်တယ်ဘာလို့ဆိုကျွန်တော်တို့ကတိုင်းပြည်ကိုချစ်လို့ကိုယ်နိုင်ငံနယ်နိမိတ်ပိုင်းတဲ့တူတမိုးထားလို့ကျွန်တော်တို့ပြောနေပြီမဲ့သက်ဆိုင်ရာတာဝန်ရှိသူတွေဝါဒီဘက်ကလည်းဒီနည်းနည်းလေးတော့အတန်လေးထွက်ကန့်ကွက်ပေးကြဘူးစာလေးထုတ်ကန့်ကွက်ပေးကြဘူးလိုအပ်တာပေါ့ဗျာကျွန်တော်တို့ကဒီတိုင်းမပြောနေတာဒီမှမရှိဘူးကျွန်တော်မပြောနေတာဘာမှမရှိဘူးအားလည်းမရှိအင်းလည်းမရှိပါဘူးအဲ့တော့သူကအခုတရုတ်ချန်စီယိုအသစ်တစ်ခုနဲ့နေသားဂိတ်တစ်ခုတိုးချက်ပြီးတော့တရုတ်ဘက်ကလုံနေတယ်ချင်းရွှေဟောမှာလေလုံနေတယ်ပြီးတော့ဒီချင်းရွှေဟောဆိုလို့ရှိရင်ဒါဂိတ်အသစ်ချန်စီယိုအသစ် old drain အသစ်နဲ့အဆင့်30ပုံစံမျိုးမြင်နေရတယ်ပြောရရင်တော့တရုတ်ကချန်စီယိုကြော်ခတ်တယ်ပေါ့ဗျာကျွန်တော်တို့ဘက်ကကြော်ခတ်တယ်အဲ့ဒါမဲ့အဲ့ဒါကိုအရင်တော့တရုတ်ဂိတ်ကဟိုဘက်ဟိုကြော်နေမဲ့ချန်စီယိုကြော်ခတ်လိုက်တယ်ကျွန်တော်တို့မြန်မာဘက်ချမ်းကအိမ်လို့ယူဆတဲ့အိမ်တွေပါလေဟိုဘက်ကပါသွားတယ်လို့တော့ဖြစ်သွားတယ်နော်ဖြစ်သွားပြီးတော့ဒါကိုကြည့်ချင်းအဖြစ်တော့ကိုကနေဘာမှမထွက်ဘူးဗစက်ပိတ်နေရတယ်တွေ့ရတယ်ဆိုဝါလာလို့ပဲဆိုဝါလည်းနမ်တက်မန်ခါဂိတ်ဒီမှာအင်တာနက်ကကြော်ချန်စီယိုခက်ခံရတယ်ဝါတယ်ဒီလိုအဲ့ဒါပေမဲ့ဝါလည်းဘာတကားမှမပြောရဘူးတရုတ်လည်းsorry ကိုကလည်းဘာတကားမှမပြောရဘူးဘာလို့သူတို့တွေကတရုတ်ရဲ့ချွန်လေးဖြစ်တဲ့အခါကျတော့တရုတ်ခိုင်းတာကိုလောက်ရတဲ့ပုံကကျွန်တော်တို့အဲ့ဒါပြဿနာတက်တာအဲ့တော့နယ်နိမိတ်ပိုင်တဲ့အမှန်ကကျွန်တော်တို့မြန်မာပိုင်တဲ့မြေဒါပေမဲ့တရုတ်ကချန်စီကိုကြော်ခတ်တယ်အဲ့ဒါကိုကျွန်တော်တို့မြန်မာပြည်မှာရှိတဲ့အမျိုးသားရေးသမားအင်အားစုတွေလည်းမပြောနိုင်ဘူးအနိုင်ရပါတီပြည်ခိုင်မှုဘက်ကလည်းဒါကိုကန့်ကွက်ရကောင်းမှမပြောဘူးအဲ့တော့ရှမ်းပြည်မှာအခြေစိုက်တဲ့ပါတီတွေကလည်းကန့်ကွက်ရမယ်ဆိုတဲ့အကြောင်းမပြောဘူးပြည်ခိုင်ဖြိုးရဲ့ရှမ်းပြည်နယ်မှာရှိတဲ့အမှတ်တွေခင်ဗျားတို့အဲ့ဒီမှာအဲ့လိုကြော်ခတ်နေတဲ့သတင်းတွေကိုယ်တိုင်ပြင်းသွားစင်းလေးလောက်ရလေးလာဒါကလည်းကိုယ်နေပြည်သူတွေရှိတယ်မေးကြည့်တယ်ဟုတ်ပြီဟုတ်တယ်ဆိုရင်ခင်ဗျားတို့မလုပ်တယ်လွတ်တော်အမှတ်ဆိုလေလွတ်တော်အမှတ်ကတရားဝင်စာရေးပြီးတော့တရုတ်တိုင်ကိုမေးပါတရုတ်အစိုးရရှင်စာပို့ပြီးမေးပါကန့်ကွက်ပါဓာတ်ပုံတွေဂျုံဓာတ်ပုံတွေရိုက်ခိုင်းပြီးတော့ရအောင်လုပ်ခိုင်းပါကိုယ်နိုင်ငံကိုချစ်ပြောတာပါနော်အဲ့တော့ဒါအနိုင်ရပါတီအနိုင်ရပါတီပြည်ခိုင်မှုပါတီကိုပြောတာတခါနိုင်ငံရေးဒီရှမ်းပြည်ခြေဆိုင်နိုင်ငံရေးသမားတွေခင်ဗျားတို့လည်းလုပ်ပါတုံ့ပြန်မှုတစ်ခုလုပ်ကြည့်ပါတခါရှမ်းပြည်မှာခြေဆိုင်လက်နက်ကိုင်အုပ်စုတွေခင်ဗျားတို့ကစစ်အစိုးရစစ်တပ်ကိုလည်းညို့လုံးတစ်ချိန်လုံးထိုးနေတာအခုတရုတ်ချန်စီကိုကြောက်ခတ်တယ်ခင်ဗျားတို့ဗဇက်တွေပိတ်နေကြမပြောနိုင်ဘယ်ပြောရမလဲတတိယမရှိဘူးမရှိသူရဲ့ကြောင်သားမင်းတယ်အခုကျွန်တော်တော့တတိမရှိဘူးအခုကျွန်တော်ပြောရတယ်အခုကျွန်တော်ပြောသလိုဒီခိုင်ပါတီကဘသူများအဲ့တရုတ်ကိုအဲ့လိုပြောတော့ဟုတ်ပြီဒီခိုင်ပါတီအမှတ်တွေဘသူပြောတယ်လဲအနိုင်ရပါတီရဲ့တခြားသောအနိုင်ရပါတီအမှတ်တွေဘသူပြောရဲလို့ဘသူမှမပြောတခါလက်နက်ကိုင်အုပ်စုတွေခေါင်းဆောင်ပြောရဲလို့တခုမှမပြောကြအဲ့တော့ဘာလဲဒီလူတွေနိုင်ငံချစ်တယ်ဆိုတာဘာနိုင်ငံချစ်တယ်ဆိုတာကလူကြားကောင်ပြောနေကြတာလားအဲ့တော့ပို့ဆိုတာတရုတ်ဂျုံအုပ်စုတွေကကျွန်တော်လာအပြစ်မြင်ကြတာကျွန်တော်ပို့ရှင်းတာမြန်မာစစ်ဖြစ်ပါလေနဲ့တရုတ်ဂျုံဖြစ်နေတဲ့လူတွေတော့အဲ့ဒါမျိုးကြတော့ဗဇက်ကြီးပိတ်နေကြတယ်မပြောကြဘူးဆိုအခုကျွန်တော်ပြောတာတို့တရုတ်ကြီးကြော်တာမဟုတ်ဘူးဆိုရင်အဲ့တရုတ်ဆိုရအနေနဲ့လာခင်ဗျားတို့တကယ်မဟုတ်ဘူးဆိုတော့တေးကြလားမိုးကျွန်တော်တို့ကျွန်တော်တို့ခေါ်ပြကျွန်တော်တတ်ကြည့်ဒါမျိုးကျွန်တော်ပြောချင်တာကျွန်တော်ပိုင်နိုင်လို့ချချင်တာကျွန်တော်ပို့နေပြောဒီတိုင်းမှာရှိတဲ့အသက်60နဲ့အထက်ခေါင်းဆောင်မှုဆိုတော့လက်နက်ကိုင်တပုံတွေရောအစိုးရခေါင်းဆောင်တွေရောဘယ်သူကမှကျွန်တော်ထင်ကိုမကြည့်တော့တာဘာလို့ဆိုအကုန်လုံးကခင်ဗျာထင်ကြီးစရာလုပ်ရဘာလုပ်ရမှသိချာလုပ်မထားကြအောင်အကုန်လုံးထိုင်ကုန်လူနေကြတယ်နေရာလူနေကြတယ်အကျိုးစီးပွားလူနေကြတယ်ကိုဒီနေ့ဒီမှန်ထောင်ပြီးပြန်ပြီးအဆက်ရှိနဲ့မစင်စားကြဘူးအကုန်လုံးကတိုင်းပြည်လူငယ်တွေကိုအသက်တွေကိုတေခိုင်းတယ်လူတွေကိုတေခိုင်းတယ်ဘဝတွေပြက်ခိုင်းတယ်အဲ့လိုကြီးနဲ့နေကြရတယ်ဗျာဒီ9နှစ်လုံးပြက်ကြည့်လိုက်ကျွန်တော်အကုန်သေးကြရတယ်လူငယ်တွေပေါင်းများသွားအဲ့ဒါတွေရှင်းတာဖို့လည်းကောင်းတယ်ခုအဲ့ဒါတွေသူတို့မရက်နိုင်ဘူးသူတို့ကလည်းမရက်ပေးဘူးစစ်ပွဲတွေကိုကြွေးကြော်ချင်းစစ်ပွဲတွေစဖို့ခေါ်တာတိုက်ပွဲတွေစဖို့ခေါ်တာလူကြီးတွေသေတာလူငယ်တွေအခုဒီပွဲတွေကတော့သေတာလူငယ်တွေကြီးပဲအခုဘယ်ကောင်းမသိဘူးနော်ဘူးလည်းမသိဘူးဂွမ်ဘော်လည်းမသိဘူးအင်ဘန်လာလည်းမသိဘူးနော်ဟိုတာဖုံးကျော်လည်းမသိဘူးတာအိဖုံးလည်းမသိဘူးဟိုပေါက်ယူချမ်းလည်းမသိဘူးဟိုပုံတာရွှေလည်းမသိဘူးထုံးမြတ်လည်းမသိဘူးဘယ်ကောင်းမှမသိဘူးဘသူသိတယ်အလူငယ်တွေပဲသိတယ်ဘာမသိညာမသိအဲဝါရာမိုင်းတိုက်ခိုင်လူငယ်တွေသိတယ်အခုဒီဘက်ကသိကြမနေဘူးအခုနေတဲ့ချန်စီယိုတွေကိုနည်းနည်းကြော်ခတ်လာတယ်မူလဟာတဲ့ပေ560 100လောက်ချန်စီယိုတွေချက်မှာကြော်ပြီးခတ်လာတယ်နယ်နိမိတ်တပ်တဲ့ boundary ရဲ့ကျွန်တော်တို့မြန်မာဘက်အချမ်းတဲ့အထိကိုပေ100 150လောက်ဖတ်တယ်အမေရိကန်နိုင်ငံနယ်နိမိတ်တပ်တဲ့ boundary ရဲ့အလယ်မှာပေ100ပတ်လည်အထက်မနေရတီးတန့်ကြံနေခြံထားရတဲ့နေရာတွေအမြဲအလေကောင် space တစ်ခုခြံထားရတယ်အဲခြံထားတဲ့ space မရှိတော့ဘူးချန်စီယိုဖြစ်သွားပြီတဖြည်းဖြည်းနဲ့မြန်မာဘက်ကိုခိုးပြီးခတ်လာတာကုန်ပြီပေါ့ဗျာတဖြည်းဖြည်းနော်ဆိုတော့ဝါဘက်မှာလည်းနမ်တစ်မန်ခါပေါ့နော်အဲ့ gate ဘက်ဒီမှာလည်းချန်စီယိုကြော်ခတ်နေတာကိုတွေ့နေရတယ်ပေါ့နော်ဆိုတော့ချန်စီယိုအသစ်တစ်ခုနဲ့နေဇာဂိတ်တစ်ခုတိုးချက်ပြီးတော့တရုတ်ဘက်ကလုံနေတယ်ချင်းရွှေဟောမှာလည်းလုံနေတယ်ပြီးတော့ဒီချင်းရွှေဟောဆိုလို့ရှိရင်ဒါဂိတ်အသစ်ချန်စီယိုအသစ် old drain အသစ်နဲ့အဆင့်30ပုံစံမျိုးမြင်နေရတယ်တဲ့ပြောရရင်တော့တရုတ်ကချန်စီယိုကြော်ခတ်တယ်ပေါ့ဗျာကျွန်တော်တို့ဘက်ကိုကြော်ခတ်တယ်အဲ့ဒါပေမဲ့အဲ့ဒါကိုအရင်တော့တရုတ်ဂိတ်ကဟိုဘက်ဟိုကြော်နေမဲ့ချန်စီယိုကြော်ခတ်လိုက်တဲ့ကျွန်တော်တို့မြန်မာဘက်ချမ်းကအိမ်လို့ယူဆရတဲ့အိမ်တွေပါလေဟိုဘက်ကိုပါသွားတယ်လို့တော့ဖြစ်သွားတယ်ပေါ့နော်ဖြစ်သွားပြီးတော့ဒါကိုကြည်ချင်းအဖြစ်တော့ကိုယ်ကနေဘာသာမှမထွက်ရဘူးဗစက်ပိတ်နေရတော့တွေ့ရတယ်ဆိုဝါလာလို့ပဲလားဆိုဝါလည်းနမ်တစ်မန်ခါဂိတ်ဒီမှာအရင်ထက်နေရကြော်ပြီးချန်စီယို
ခက်ခံရတယ်ဝါတယ်ဒီလိုမှာအဲ့ဒါပေမဲ့ဝါလည်းဘာတကားမှမပြောရဘူးတရုတ်လည်း sorry ကိုကလည်းဘာတကားမှမပြောရဘူးဘာလို့သူတို့တွေကတရုတ်ရဲ့ကျုံနေဖြစ်တဲ့ခါကျတော့တရုတ်ခိုင်းတာကိုလောက်ရတဲ့ပေါ်ကြတော့ကျွန်တော်တို့အဲ့ဒါပြဿနာတက်တာပေါ့အဲ့တော့နယ်နိမိတ်ပိုင်တဲ့အမှန်ကကျွန်တော်တို့မြန်မာပိုင်တဲ့မြေဒါပေမဲ့တရုတ်ကချန်စီကိုကြော်ခတ်တယ်အဲ့ဒါကိုကျွန်တော်တို့မြန်မာပြည်မှာရှိတဲ့အမျိုးသားရေးသမားအင်အားစုတွေလည်းမပြောနိုင်ဘူးအနိုင်ရပါတီပြည်ခိုင်မှုဘက်ကလည်းဒါကိုကန့်ကွက်ရကောင်းမှမပြောဘူးအဲ့တော့ရှမ်းပြည်မှာအခြေစိုက်တဲ့ပါတီတွေကလည်းကန့်ကွက်ရမယ်ဆိုတဲ့အကြောင်းမပြောဘူးဆိုတော့ကျွန်တော်နိုင်ငံမှာတိုင်းပြည်ချစ်ကြရဆိုတာဘာလဲပေါ့နော်စာလေးတစ်စောင်တော့ထုတ်ပြီးမကန့်ကွက်ရလို့တဲ့အထိကြောက်နေကြတာလားလို့ကျွန်တော်မေးရမယ်အစိုးရကတော့ကျွန်တော်အချင်းချင်းမေးခဲ့ပြီးမို့လို့အစိုးရကတော့သူ့လို့လုပ်နေမယ်လို့တော့ယူဆတယ်ပေါ့ဗျာသို့တော့အခုကျွန်တော်တို့အနိုင်ရပါတီပေါ့ပြည်ခိုင်ဖြိုးရဲ့ရှမ်းပြည်နယ်မှာရှိတဲ့အမှတ်တွေခင်ဗျားတို့အဲ့ဒီမှာအဲ့လိုကြော်ခတ်နေတဲ့သတင်းတွေကိုယ်တိုင်မြင်သွားဆင်းလေးလာလို့ရလေးလာဒါမှမဟုတ်ကိုယ်နေပြည်သူတွေရှိလို့မေးကြည့်တာဟုတ်ပြီဟုတ်တယ်ဆိုရင်ခင်ဗျားတို့ဘာလုပ်တယ်လဲလွတ်တော်အမှတ်ဆိုလဲလွတ်တော်အမှတ်ကတရားဝင်စာရေးပြီးတော့တရုတ်တိုင်ရုံမေးပါတရုတ်အစိုးရရှိစာပို့ပြီးမေးပါကန့်ကွက်ပါဓာတ်ပုံတွေဂျိုးဓာတ်ပုံတွေရိုက်ခိုင်းပြီးတော့ရအောင်လုပ်ခိုင်းပါကိုယ်နိုင်ငံကိုချစ်ရင်ပြောတာပါနော်အဲ့တော့ဒါအတိုင်းရပါတီပြည်အနိုင်ရပါတီပြည်ခိုင်မှုပါတီကိုပြောတာတခါနိုင်ငံရေးဒီရှမ်းပြည်ခြေဆိုင်နိုင်ငံရေးသမားတွေခင်ဗျားတို့လည်းလုပ်ပါတုံ့ပြန်မှုတစ်ခုလုပ်ကြည့်ပါတခါရှမ်းပြည်မှာအခြေစိုက်တဲ့လက်နက်ကိုင်အုပ်စုတွေခင်ဗျားတို့ကစစ်အစိုးရစစ်တပ်ဆိုစစ်တပ်ကိုလက်ညှိုးတစ်လုံးတစ်ချိန်လုံးထိုးနေတာအခုတရုတ်ချန်စီကိုကြောက်ခတ်တယ်ခင်ဗျားတို့ဗတ်တွေပိတ်နေကြမပြောနိုင်ဘယ်တော့တရုတ်ကြီးဆိုပါစို့နော်နီတို့နိုင်ငံဝါလာပြီးတော့တိမ့်မယ်ဆိုပါစို့အော်တော့ဒါအလုံးလုံးမယ်ဆိုပါစို့ပေါ့နော်နီတို့နိုင်ငံမှာဒါတို့ပြီးဒါတို့မြေဝါပိုင်နေမြေချူလာအလုံးလုံးမယ်ချိုးပါစို့အဲ့ဒါနီတို့နိုင်ငံကရွမ်တရွမ်ကိုဘယ်လောက်နဲ့ဖြတ်မလဲဆိုတာမျိုးဝါကြီးကမင်းမယ်နီတို့မြန်မာတွေကဖြေးနော်နီတို့မြန်ကြက်မြန်ဖြေးပေါ့ဆိုတော့အခုအဲ့ဒါတော့စင်းရသေးချင်မထွက်သေးဘူးရှမ်းမြောက်ကတော့ဝန်အောင်ဝင်ပြီးသွားပြီရှမ်းမြောက်ကတော့ဝန်အောင်ဝင်ပြီးသွားပြီရှမ်းမြောက်ကအကြီးကျယ်ဝင်နေပြီဝင်တာမှာတရုတ်စာတွေတော့လွှမ်းမိုးသွားပြီရှမ်းမြောက်ကဝင်ထတာမှာတိတ်နေဆိုရင်တရုတ်စာတွေကြီးပဲမသိကျွန်တော်တို့အခုနေတာသွားရင်ငါတရုတ်ပြည်ရောက်နေလားမြန်မာနိုင်ငံလားငါရောက်နေတယ်တရုတ်ပြည်မှာရောက်နေလားဆိုပြီးတော့ထင်သွားနိုင်တဲ့အထိရှမ်းမြောက်မှာအကြီးကျယ်ဖြစ်နေပြီနော်ကျွန်တော်တို့ကလာရှိုးလောက်သွားရင်တော့နောင်ဆိုရင်လာရှိုးလောက်သွားရင်တော့ passport စာအုပ်လေးကင်သွားတော့မလားတော့မသိတဲ့အထိဖြစ်သွားနိုင်တယ်နောင်တစ်ချိန်ကြာရင်ပြောတာကျွန်တော်တို့ကပါလန့်နေရတယ်မြန်မာပြည်ဟိုးမြောက်ဖျားနေတန်းတိုင်းကော်တောင်းအထိနော်ဟိုကော်တောင်းအထိမြန်မာပြည်ကိုတရုတ်ပြည်ကြိုက်သလားဆိုတော့ကြိုက်တာပေါ့အကြိုက်တော့လုံးသေးတယ်ဟိုးမြောက်ဖျားနေပြီးတန်းတိုင်းကော်တောင်းကြီးကအကုန်လုံးတမိုးရှိတာတွေထွက်တာဟိုကောင်နဲ့တရုတ်တွေကဒီလိုမျိုးမြေပုံပေါ်နေပြီး scan ဖတ်ပြီးသွားပြီအကုန်လုံးနော်ဘယ်နာမှာပါထွက်တယ်ဆိုတာကျွန်တော်မြန်မာတွေကသာမသိတာတရုတ်တွေအကုန်သိတယ်အဲ့တော့ဝင်မှာအကြီးကျယ်အဲ့တော့ရွာငွေနဲ့လာမယ်ဆိုရင်လာကြမှာပေါ့ဗျာလာတော့လေလာပေါ့နော်လာပေါ့တရုတ်ပြည်သူဓမ္မတာမြန်မာနိုင်ငံတရုတ်ပြည်သူဓမ္မတာနိုင်ငံနန်ကြီးမြို့မှာမြန်မာပြည်သည်တရုတ်ပြည်မြန်မာစာသည်တရုတ်စာမြန်မာပြည်ကိုတရုတ်တွေချစ်သည်ရှိသမျှအကုန်ထုတ်ကရောက်ချမီအရောက်ဒီမြင်လဲခံရမီတနေ့တော့စိတ်တဲ့ဧကမွဲမီတော့ဘုံတွေရက်ကွက်ငကနီနှစ်လမ်းတိုင်းမှ40 48နော်အဲ့ဒီမှာဒီဘူးသီးတောင်မောင်းတော့ဘက်ကဘင်္ဂလီတွေရောက်တယ်ကျွန်တော်ဒီနေရာမှာလေပြည်ပြင်းမီဒီယာတွေကကောင်းကောင်းဒုက္ခပေးတာဘယ်လိုဒုက္ခပေးလဲဆိုတော့ DVB တို့ခေတ်သစ်တို့ဘာလို့ဆိုရင်ဘယ်လိုရေးလဲဟိုတိမ့်မြမရင်းသိမ့်မြတို့ဘာလို့ဆိုရင်ဘယ်လိုရေးလဲဆိုတော့ဟိုရိုဟင်ဂျာလို့ရေးတယ်သူတို့အဲ့လိုရေးတော့မှကိုအဲ့9ယောက်အဲ့အဖွဲ့တွေအကုန်ထောင်လိုက်ရောက်ကုန်မှာဘာလို့ဥပဒေမှာမြန်မာနိုင်ငံမှာဘင်္ဂလီပဲရှိတာရိုဟင်ဂျာသာမရှိဘူးအဲ့တော့ရိုဟင်ဂျာသာမရှိတဲ့အတွက်အဲ့လိုရေးလိုက်တဲ့အတွက်အဲ့လူတွေကူတာလားဒါမှမဟုတ်ဂျောက်တဲ့ထည့်တာထိုးတယ်ထောင်းနဲ့ထိုးတယ်လားမသိဘူးနော်ဖြစ်စဉ်ကိုဒီကောင်တွေပောက်ကဲလျှောက်ရေးတာပြောတာအဲ့တော့ထားပါတော့ဒီဘူးသီးတောင်မောင်တော့ဘက်ကလူတွေတစ်ဖွဲ့ရောက်လာတယ်ဘင်္ဂလီရောက်လာတော့အဲ့ဘင်္ဂလီရောက်တာအဝင်ထွက်သွားလာလူတွေများနေတဲ့ခါကျတော့ဒီရက်ကွက်ထက်မှနေတဲ့လူတွေနည်းနည်းစိုးရိမ်လာကြတာပေါ့နော်စိုးရိမ်လာတော့ဘင်္ဂလီပြီးတော့ကိုမြင်နေကြလူတွေမဟုတ်ဘူးအဲ့တော့နွေအေးကလည်းဘလို့ရက်ကွက်လည်းမင်းပွင့်လည်းပြောရင်နွေအေးကလည်းဒါအစ္စလမ်ဘာသာဝင်တွေအများဆုံးနေထိုင်ရရက်ကွက်သွားတွေ့ဖြစ်ရတယ်အဲ့ဒီနွေအေးနဲ့ဟိုဘက်မှာဗမာအေးဆိုတာရှိတယ်နွေအေးဒီဘက်ကိုကျော်တဲ့ရက်ကွက်တွေရှိတယ်ဒါပေမဲ့အဲ့နွေအေးမှာတော့အစ္စလမ်ဘာသာဝင်တွေအများဆုံးနေထိုင်ကြတယ်အဲ့တော့နေထိုင်ကြတဲ့ခါကျတော့အဲ့ဒီမှာဘင်္ဂလီလည်းနေတယ်ပေါ့ဗျာဘင်္ဂလီရောက်ချလာတာပေါ့အခုအဲ့ပူဇော်မောင်တော်စစ်ချောင်းနေဆိုပြီးရောက်လာတဲ့ဘင်္ဂလီအဝင်ထွက်လုပ်တယ်အိမ်တိန်ထဲမှာလူတွေအများကြီးဖြစ်နေတဲ့ခါကျတော့ရက်ကွက်နေတဲ့လူတွေစိုးရင်ပုံရတယ်စိုးရင်ပုံရတော့သူတက်ဆိုင်ရာအုပ်ချုပ်ရေးတာဝန်ရှိသူတွေသွားပြောတယ်ပြောရင်မတုံမလုပ်တွေပေါ့အုပ်ချုပ်ရေးတာဝန်ရှိသူတွေတက်ဆိုင်ရာထွေအုပ်တို့ရဲတို့ပေါ့ဗျာသွားပြောရင်မတုံမလုပ်ဟိုမသိတယ်လို့ထားလိုက်ပါလို့အစ်စေးတို့စသဖြင့်ပေါ့ဗျာသူတို့စိတ်ထဲမှာတိတ်ရင်ကြီးလို့ထင်နေပုံရတယ်ဗျာထင်နေပုံရတော့အဲ့ဒီမှာဒီမနေနိုင်တော့တဲ့ဆုံးလိုက်ကြအောင်ရဟန်းတန်ဃာတွေပါလာအောင်ဖုန်းကြီးပါလာအဲ့တော့ရဲစခန်းသွားတွေ့ရောရဲစခန်းနဲ့ထည့်ရတွေ့ရောရဲတွေကဖုန်းကြီးဘာလို့ပါလာလဲဆိုတွေ့တော့ဖုန်းကြီးကမနေတော့လို့ပါလာတာပြီးတော့မမသားတွေကမနေနိုင်တော့လို့ပါလာတာဒီရုပ်နဲ့ဘာလဲပေါ့ဆိုသွားကြည့်လိုက်တဲ့ခါကျတော့ဒီလူတွေကအဲ့ဒီ
စစ်ဘေးရှောင်လို့ခေါင်းစဉ်ယူအောက်မှာရှိတယ်အဲ့ဒီဘင်္ဂလီတွေကိုစာတင်ပေးတယ်ပေါ့အာရဗီဘာသာအာရဗီပေါ့အာရဗီစာရေးတင်ပေးနေတယ်ဆိုတော့ဘာလဲဆိုတော့သူကအခမဲ့ပညာရေးအကြောင်းလို့မျိုးခေါင်းစဉ်ပြောတယ်ပေါ့ဆိုတော့ဟုတ်ပြီမင်းတို့ကွာတဲ့အဲ့မှာသွားတဲ့ဘုန်းကြီးတွေကပြောတာမင်းတို့ကွာအဲ့ဒါဆိုရင်ငါတို့ဒီမှာရက်ကွက်ထဲမှာစင်ရနံပါတ်တဲ့ဗမာလေးတွေရှိတယ်မင်းတို့အဲ့ဒါလည်းထည့်စာတင်ပါလားဆိုတော့မဟုတ်ဘူးတဲ့သူတို့အဲ့အာရဗီဘာသာအာရဗီစကားတွေပဲအစ္စလာမ်ဘာသာကိုမတင်တာတဲ့အင်္ဂလိပ်တွေပဲတင်တာကျမ်းလို့မတင်ပါဘူးဆိုတော့နည်းနည်းတော့ပြဿနာရှိတာပြီးတော့အဲ့ကျောင်းကတင်ကြားခွင့်လိုင်စင်ခွင့်ပြုချက်ယူထားသလားဆိုတော့မယူထားဘူးအဲ့ဒီဘင်္ဂလီတွေမှာအထောက်ထားရှိသလားဆိုတော့လေတချို့အထောက်ထားမခိုင်ပါဘူးမခိုင်မာတော့တန်တရားရှိတာပေါ့ဗျာရှင်းပြောရင်တော့ဘင်္ဂလီဒီမှာလာပြီးရောက်လာပြီးဘင်္ဂလီဒီမှာလာပြီးပြီးမရောက်လာပြီးတော့နိုင်ငံသားအမိဖောက်သွားမှကိစ္စမျိုးတွေဇာတ်လမ်းတွေရှိတယ်တကယ်လည်းရှိတယ်တကယ်လည်းရန်ကုန်မြို့မှာဘင်္ဂလီတွေပြီးမကူးလာတယ်ရန်ကုန်မြို့ရောက်လာတယ်တခြားမြို့ကြီးရောက်လာတယ်တက်ဆိုင်ရာလာဝကတွေဘာညာနေဟိုလူဒီလူနဲ့တော့ပေါင်းပိုင်ရဆိုင်ရနဲ့ပေါင်းပြီးတော့လမ်းကြောင်းတွေရှာပြီးလည်းဖြစ်အောင်မှမှတ်ပုံတွေရအောင်လုပ်စသဖြင့်ပေါ့ဗျာလုပ်ကြတာပြုတ်ပြီးဧည့်တွေပေါ့ဗျာအဲ့ဒါတွေလုပ်ပြီးတော့မှနိုင်ရအောင်လုပ်တာပေါ့အဲ့လိုမျိုးလုပ်ကြတာရှိတော့အဲ့ဘုန်းကြီးကပြောတော့ရိုးဖြစ်ကုန်ပြီးတော့နောက်ကျတော့အုပ်ချုပ်မှုတွေရိုင်းမှုတွေစိန်မှုရောက်ချလာပြီးတော့အကုန်ဝိုင်းဖုန်းကြီးတွေနဲ့ဝိုင်းပြီးစစ်ကြမေးကြမြင်းကြလုပ်ပြီးတော့ရိုးဖြစ်သွားတယ်ဖြစ်သွားပြီးတော့အခုဒါဘာဖြစ်လဲဆိုတော့သူတို့ကြည့်လိုက်တော့နောက်ဆုံးပူးစီတော်မောင်းတော့လူဖြစ်နေဆိုတော့အထောက်ထားကိုစစ်လိုက်တဲ့ခါကျတော့ EID တွေနဲ့ကောက်စစ်လိုက်တဲ့ခါကျတော့သူတို့မှပြုတ်လို့ပါတော့တချို့အထောက်ထားတွေပါနေတာတွေ့ရတယ်အဲ့တော့ထောက်ထားတွေပါနေတာတွေ့ပြီးတော့နောက်ဆုံးအုပ်ချုပ်ရေးဖွဲ့တွေကသူတို့လူတွေကိုခွဲပစ်လိုက်ပြီးတော့တခြားနေရာဖြောက်လိုက်တယ်အခုဆိုရင်အဖြေကတော့အခုချိန်ထိကျွန်တော်မဘာသာဖွဲ့ဟွာတွေပေါ့နော်ရက်ကွက်မှာရှိတဲ့တာဝန်ရှိသူတွေကျွန်တော်မေးကြည့်တဲ့ခါကျတော့တချို့တွေမေးကြည့်တဲ့ခါကျတော့အခုချိန်ထိတော့ဒီနေ့4ရက်နေ့ထိကိုတော့2ရက်နေ့ဖြစ်တယ်3ရက်နေ့မနေ့ကတော့တခြားထပ်ပြောတယ်ဒီနေ့4ရက်နေ့ထိကိုတော့ရှင်းလင်းတဲ့သတင်းစကား message တွေကိုအုပ်ချုပ်ရေးအာဏာပိုင်ဖွဲ့စည်းတွေကပြန်မပေးနိုင်သေးဘူးပေါ့ဒီလူတွေဘာတွေလဲဘယ်သူတွေလဲဘာလုပ်တာလဲဘယ်ရလာတာလဲဘလို့အထောက်ထားတွေနဲ့နေထိုင်တာလဲနဲ့နောက်တစ်ခါဘာတွေလုပ်ကြတာလဲဆိုတော့ဟာတွေကိုရှင်းလင်းတဲ့အထောက်ထားမပေးနိုင်ဘူးတဲ့ဖြစ်နေတယ်မပေးနိုင်ဘူးပေါ့နော်အဲသူတို့မသိရဘူးဖြစ်နေတယ်မသိရတော့တိတ်ပြီးတော့စောင့်နေတယ်ပေါ့နော်ငါတို့မင်းထောက်ထားတရားပြန်ပြီးမင်းနောက်မို့ဆိုငါတို့ရက်ကွက်ထံမှာမင်းရိုးနဲ့ဘာမှမသိဘူးနော်မင်းရမ်းမလို့မရဘူးဆိုတာမျိုးပေါ့ဗျာပြောတော့ဒါရက်ကွက်နေလူထုနဲ့တန်ဃာတွေရဲ့စိုးရိမ်မှုကမှန်သလားမင်းမှန်တယ်ပြောရင်ကိုရက်ကွက်တဲ့ကိုလမ်းတွေကိုလူစိမ့်တွေဝင်လာပြီးရိုးရှုပ်တွေဆိုရင်လူတိုင်းစိုးရိမ်ကြတာပဲခင်ဗျားတို့လည်းခင်ဗျားတို့ရက်ကွက်ထံမှာရိုးရှုပ်ဆိုရင်စိုးရိမ်တာပဲပြီးတော့အိမ်ထဲမှာဗျာအဲ့လိုအုံနေချင်းလူဆွလိုက်ပြီးထုတ်တာကဲမတော်တဆဗျာကဲမတော်တဆပေါ့နော်အချမ်းဖက်လွယ်တွေလုံးရောက်လာဆိုဘယ်လိုလုပ်မလဲဘယ်သူရှင်းမလဲဘယ်သူတောင်းရင်ရှင်းမလဲဘယ်သူကြိုင်မလဲတော့အချမ်းဖက်လုပ်ဖို့ဆိုရင်ပြောတာနော်လုပ်ခဲ့မယ်ဆိုရင်ပြောတာလုပ်တယ်လို့ပြောတာမဟုတ်ဘူးအချမ်းဖက်လုပ်ဖို့ဆိုရင်ကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲပေါ့နော်ကျွန်တော်တိုင်းပြည်ကပြီးတော့ဒီဘင်္ဂလီတွေ issue ကလည်းကျွန်တော်တိုင်းပြည်ကနည်းနည်းတော့ရှုပ်ထွေးနေတယ်မှာပါတယ်အဲ့တော့အာဏာပိုင်ဖွဲ့စည်းတွေအနေနဲ့ကလည်းဒီကိစ္စမျိုးမှာတိတိကျကျထမ်းဆောင်ဖို့လိုတယ်ဒါကြောင့်ကျွန်တော်အချိန်ခါပြောခဲ့တယ်တကောင်စင်းအဲစင်းစစ်ပါအချိန်ခါပြောတယ်ဘာလို့ဆိုရင်လဲရက်ကွက်ဒီမှာကျွန်တော်တို့ဒီဟိုနိုင်ငံသားစစ်တွေကတော့ပြဿနာမရှိဘူးနိုင်ငံသားမဟုတ်သေးသူတွေကြတော့ပြဿနာရှိတယ်ရန်လုံးလို့မရဘူးအဲ့ဒါတွေကကျွန်တော်တို့နိုင်ငံမှာမဟုတ်ဘယ်နိုင်ငံမှာလက်မခံဘူးအဲ့ဒါတွေဒီလိုမျိုးစီးမဲ့ကမ်းမဲ့ဒါမှမဟုတ်လဲစီးမရှိကမ်းမရှိသို့မဟုတ်ဘယ်လိုခေါ်မလဲဒီအထောက်ထားခိုင်မှာတေချာမရှိဘဲနဲ့ရုပ်တရက်ဝင်ကျင်လုံးထွက်ချင်တယ်ဆိုတော့ဘယ်နိုင်ငံလက်ခံလဲပေါ့ဗျာကျွန်တော်တို့စီမှာဘာသာတူလို့ခေါ်ထားတယ်ဆိုတာမျိုးကဟုတ်ပြီဥပဒေနဲ့တွားလို့ရမယ်ရှင်းပြရင်ကျွန်တော်နိုင်ငံအပါဝင်ဘယ်နိုင်ငံမှာမဆိုဥပဒေထက်မှာဘာသာတွေရှိဖို့မသိဘူးဥပဒေပဲဘာသာမဆိုင်ဘူးအဲ့ဒါကိုနားလည်ဖို့တချို့တွေလိုတယ်ပေါ့နော်အဲ့တော့ຫນွေအေးရက်ကွက်တူပါလို့ဆိုတော့ကျွန်တော်လည်းသိမစိမ့်ပါဘူးကျွန်တော်သိတယ်အဲ့တော့ကျောင်းကောင်းသိတယ်အဲ့တော့တချို့အားကြရင်တော့အဲ့ဒီရက်ကွက်မှာနေထိုင်နေအစ္စလာမ်ဘာသာဝင်တွေအနေနဲ့လည်းမှန်ကန်တိကျလို့ကြဖို့လိုတယ်အုပ်ချုပ်ရေးအာဏာပိုင်ဖွဲ့စည်းတွေအနေနဲ့လည်းရှင်းပြတော့အဂရိကင်းအောင်နေကြဖို့လိုတယ်နော်အဂရိကင်းအောင်နေကြဖို့ပြီးတော့နောက်တစ်ခုကရက်တပ်ဖွဲ့မြို့နယ်ရက်တပ်ဖွဲ့သက်ဆိုင်ရာမြို့နယ်ဟိုတာဝန်ရှိသူတွေအဂရိကင်းအောင်နေကြဖို့လိုတယ်အခုရှိတယ်လို့ပြောတာမဟုတ်ဘူးနော်ခင်ဗျားတို့ရှိတယ်လို့ပြောတယ်လို့ထင်ပါဆိုလို့ကင်းအောင်နေကြဖို့လိုတယ်ဘာလို့ဆိုအန်ရများလာတယ်ဘာသာရေးလူမျိုးရေးနောက်တစ်ခုကမလိုလားအပ်တဲ့ဒီဟိုခေါ်မယ်ဆိုလူဟိုဘယ်လိုခေါ်မလဲပြားဒါကိုခေါ်တာပါရှိလဲနိုင်ငံသားဖြစ်ဖို့စူးစမ်းတဲ့တချို့သော process တွေပါအဲ့ process တွေကိုကျွန်တော်တို့သတိထားကြဖို့လိုတယ်မပေါ့ကြဖို့လေလာဝကအစမပေါ့ကြဖို့လိုတယ်နော်အဲ့ဒါသတိရကြီးထားဖို့လေအဲ့တော့ဘုန်းကြီးတွေပါလာခြင်းအကြောင်းရင်းဒီလူတွေမလုပ်လို့အုတ်ချွေအာဏာပိုင်ဖွဲ့စည်းတွေတခြားလုံးမလို့ဘုန်းကြီးတွေပါလာတယ်ပါလာတဲ့ဘုန်းကြီးတို့ကျွန်တော်အပြစ်တင်ရမှာလားမင်းဘုန်းကြီးနဲ့မဘာသာဖွဲ့တွေအပြစ်တင်ရမှာလားမင်းတို့ဓာတ်ရိုက်အပြစ်တင်လို့လည်းမရသေးဘူးဗျဒါတို့မှလည်းတို့ရဲ့စိုးရင်ချက်တော့ကတွေရှိသလိုတစ်ဖက်ဖွဲ့စည်းရလည်းမရှင်းလင်းတဲ့လုပ်ရတယ်လုပ်ထားတယ်မရှင်းတွေလုပ်ထားတယ်ရှင်းလင်းလုပ်ထားဘူးအဲ့တော့ကျွန်တော်သုံးသပ်ကြည့်လိုက်တော့တင်ကြားခွင့်စာအုပ်စာတမ်းစာရွက်စာတမ်းအထောက်ထားဘာမှမရှိဘူးအဲ့ဒီလူတွေကိုအဲ့လိုစာသင်ပေးဖို့တင်ကြားဖို့အတွက်ထောက်ထားဘာမှမရှိဘူးသင်မယ်ဆိုရင်ပညာရေးဝန်ကြီးဌာနမှာထောက်ထားယူရတယ်ခွင့်ပြုချက်ယူရတယ်ဘာခွင့်ပြုချက်မှယူမထားဘူးအဲ့ဒီလူတွေနေထိုင်ဖို့အတွက်ခွင့်တိုင်ထားသလားဆိုတော့မေးခွန်းကလည်းရှင်းလင်းတဲ့ message မပေးနိုင်ဘူးအဲစင်းတိုင်ထားလားပေါ့နော် sorry အဲစင်းတိုင်ထားလားဆိုတော့မေးခွန်းအဲ့ဒါကြတော့လေရှင်းလင်းတဲ့ message ပေးမထားဘူးဆိုတော့ရှင်းပြရင်တော့ဟိုမဘာသာတွေနဲ့ရဟန်းတန်ဃာတွေစုပေါင်းပြီးတော့ဒီလိုရှေ့မှာရိုးလုပ်ပြီးတော့ခုနရဲတပ်ဖွဲ့ဝင်တွေအုပ်ချုပ်ရေးဖွဲ့ရောက်လာပြီးတော့ဒီလုပ်တဲ့ကိစ္စဒီမှားနေရတော့ကျွန်တော်မထင်ဘူး
သို့တော့ရှင်းလင်းတဲ့ message ကိုပေးနိုင်သူရတော့ဒါကတန်တရားရည်နဲ့ကြည့်ခံမယ်ဆိုတော့ပြောချင်တာပေါ့နော်ကျန်တော့ကျွန်တော်ပြောလို့သက်ဆိုင်ရာအားလုံးဖွဲ့စည်းခေါင်းဆောင်တွေတာဝန်ရှိသူတွေတိုင်းအစိုးရဖွဲ့တာဝန်ရှိသူတွေသက်ဆိုင်ရာနေမြေအသီးသီးမှာတာဝန်ရှိတဲ့သူတွေကဒီကိစ္စကိုရှင်းလင်းတဲ့ message လေးတစ်ခုသက်ဆိုင်ရာတာဝန်ရှိသူတွေပြန်ပေးနိုင်မှုလုပ်ဖို့လိုတယ်ပေါ့နော်လူတွေရဲ့စိုးရင်တော့ကောက်ရှင်းလင်းတဲ့ message ပြန်ပေးနိုင်မှုလိုတယ် နေဆက်မြင်းကိုကြော်ပြက်လာတဲ့တရုတ်ချန်စီကိုရှမ်းမြောက်ကမြမမြေတချို့တရုတ်ဘက်ပါသွားပြီဖြစ်ပါတယ်။ရှမ်းမြောက်ဒေသကတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်တဲ့ဝါတက် UWSA နဲ့ကိုကန့်တက် MNDAA တို့ထိန်းချုပ်ထားတဲ့နေဆက်ဒေသတွေမှာတရုတ်နိုင်ငံဘက်ကနယ်နိမိတ်စီမင်းတွေကိုကျော်လွန်ပြီးချန်စီကိုတွေကိုရှေ့တိုးခတ်လာနေရလို့ဝါလူငယ်အတန်ရဲ့မှတ်တမ်းတင်ချက်တွေရသိရပါတယ်။ဒီလိုနယ်မြေကျူးကျော်ပြီးချန်စီကိုအသေးခတ်လာတဲ့အခြေအနေတွေကိုကိုကန့်တက်ထိန်းချုပ်ထားတဲ့ချင်းရွှေရောကျူကုတ်ပန်ဆိုင်ရွှေလီလမ်းကြောင်းတွေနဲ့ဝါတက်ထိန်းချုပ်ထားတဲ့နန်တစ်မန်ခါဂိတ်တွေဘက်မှာတိတိတတ်တာမြင်တွေ့နေရတာဖြစ်ပါတယ်။ချင်းရွှေရောမြို့မှာဆိုရင်တရုတ်ဘက်ကချန်စီကိုအစ်စ်တွေခက်ယုံနေမကပဲနေဆက်ဂိတ်တစ်ခုကိုပါတိုးချဲ့တိစောက်နေရပါ။အရင်ကရှိခဲ့တဲ့နေဆက်အမှတ်သားထက်အများကြီးရှစ်တိုးလာတဲ့အတွက်ဒေသခံတွေကြားမှာဝေဖန်ပြောဆိုမှုတွေထွက်ပေါ်နေပါတယ်။အခုခတ်နေတဲ့ချန်စီယိုတွေဟာအုတ်တိုင်းတွေပါပါဝင်ပြီး30လောက်အထိအခိုင်အမာတိစောက်နေရလို့သိရပါတယ်။အရင်ကတရုတ်ကအနောက်ဘက်မှာပဲရှိခဲ့ပေမဲ့အခုတော့အရှေ့ဘက်ကိုတိတိတတ်တာရောက်လာတာကိုမြင်တွေ့နေရတာပါ။ဒီလိုချန်စီယိုတွေရှစ်တိုးခတ်လိုက်တဲ့နောက်ဆက်တွဲအနေနဲ့အရင်ကမြန်မာဘက်ချမ်းမှာရှိတဲ့နေရင်3ဝင်လောက်ဟာလေအခုတော့တရုတ်ဘက်ချမ်းတွေကိုရောက်သွားတဲ့အခြေအနေမျိုးကြုံနေရပါတယ်။ဒါကနှစ်ဖက်အဖွဲ့အစည်းတွေကြားသဘောတူညီမှုနဲ့လှုပ်ဆောင်တာဖြစ်နိုင်တယ်လို့ဒေသခံတွေကယူဆနေကြပါတယ်။